တတိတတယောက်နဲ့လက်ထပ်လိုက်တဲ့ပထမဆုံးနေ့မှာပဲမင်္ဂလိတယောက်ကိုတူခင်ပွန်းကူတိုင်းကရရက်ဆက်ဆက်ချောင်းနဲ့ကြည့်တဲ့ကိုကိချခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲသူမဟာတကိုင်းချောက်တစ်ခုကိုမိသွားတာကြောင့်တပ်ပြီးကနေလွတ်မြောက်ခဲ့ပါတယ်တရိကရလာတဲ့ခါအဖိုးကူအခုအော်ပြီးအခုနီးတောင်းခဲ့ပြီးမဲ့ဘာတော့ကန်တယ်မှာမကြခဲ့ရပါဘူးဒီတော့အီလာတယောက်ချောက်ကမဖို့ကူကန်တဖုကျူးစားခဲ့ပြီးမဲ့ကြောင်မရန်တွေကအရန်ရှုံးမှုနေတာကြောင့်ရှိချက်စရာနေရတော့မရှိခဲ့ပါဘူးတခြားတစ်ပေါက်ကူရှာခွေရင်အပြရောက်လင်းနဲ့ခက်ထွက်ထွက်နေတဲ့ကူတကူကိုသူမပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကူစီရောက်ကူကြောက်စရာကောင်းတော့အောင်လက်ဆိုင်နဲ့ချောက်ကမတစ်ခုကိုကြောက်ခဲ့ရမှာပါီလာလေတတိမွေပြီးတစ်ဖက်ကန်ကိုခုန်ကူလိုက်ပါတယ်ခြေတော့ကတန်ရကြောက်သူမချောက်ကမဘုတ်ကနေတူချလူမီနီချစ်တော့ခဲ့တဲ့ရည်ကြီးတဲ့အချိန်မှာပဲသူမရဲ့အဝေးစားဘုတ်ကတန်ဂျိုလီတစ်ခုကကြောက်တော့ကွယ်ကြောင်းမှာချင်းမိသွားတာကြောင့်သူမရဲ့ခုခုထိနိုင်ခဲ့ပါတယ်စင်ပတ်ထေကတားညံမှုထုတ်ပြီးအခုံတုံးကနောက်ဆုံးမှာတော့ခုရှိရဲ့နေရာဘုတ်ခုတက်ရောက်နိုင်ခဲ့ပါတယ်အပြားရောင်လင်းတွေရဲ့ရင်းနှီးကတော့ပူကောက်လေးတွေနဲ့သူ့ရဲ့ခဏခုကထွက်တဲ့အလဲရောင်လေးထင်းနေပါတယ်အီလာလည်းညံဝတ်တုံးပြီးအဝစ်တစ်ခုကိုစုပ်ပူးမလေးကိုထည့်ပြီးယာယီမီအဲ့တခုအခက်ဖန်တီးလိုက်တဲ့အခုရဲ့ကိုတနက်ရှန်ရှန်ဝင်သွားတဲ့အခါဟီကန်ငယ်လေးတစ်ခုကိုပြလိုက်ပါတယ်ဟီစားနေတာနဲ့အနမီယာခတ်လိုက်ပြီးမဲ့ချီရီကညစ်ပတ်နေတာဘူးပြလိုက်ရတယ်ဒါနဲ့ပဲအဖိုးကအဟီပြောချနေတဲ့ရီကဲဆလေးကိုပဲအခုတောက်တုံးခဲ့ရပါတယ်ခနာရတတမှုကိုအရတာခိုင်ရင်နှလုံးမိထားတဲ့အချိန်မှာပဲအဖိုးကဟီကဲချောင်းရီတို့တရဲ့ဟီတို့ချလာပါတယ်အမောင်တူကိုဖျက်ပြီးအနီရောက်လေးနဲ့တခုပေါ်လာပြီးနောက်မှာတော့မိတော့ပြင်းနဲ့တူတို့ဝါကြီးတစ်ခေါင်ဆင့်တလာပါတော့တယ်အီလာလည်းအမြဲဆုံးချင်းမြောင်နဲ့အကွေးချောက်တစ်ခုတည်းမှာပုံမိတို့ဝါကြီးမတွေ့အောင်အသက်ကိုအောင်ထားခဲ့ရပါတယ်ယူတီရဲ့နေရမောကထွန်းထူထားတဲ့အမတ်သားတွေနဲ့တေးဆုံသွားတဲ့အမျိုးသမီးတွေရဲ့စုပ်ကဲနေတဲ့အဝိစာတွေကိုတူမသတိထားမိသွားတဲ့အဲ့ဒီခါကျမှဒီမင်္ဂလိတွေအားလုံးဟာတူမလိုပဲတခိယောကြရဲ့လက်စားခြင်းကိုခံရပြီးဒီတရဝါကြီးအတွက်ရပူစုပ်ခန့်တဲ့ကိချခံခဲ့ရတူတွေဆိုတာတပုတ်ပေါက်ပါပါတယ်ဒီအီဘေကင်ဆုံးလေးမှာတော့အီလာလေတောင်းနေရဘူးမိပြီးခဏနာယူအစ်လိုက်ပါတယ်ဒါပေမဲ့မကြခင်မှာပဲတူမလန်နူလာခဲ့တဲ့ပါတို့လေဆိုတော့တူမရဲ့ဘက်ဘက်ချီတော့မှပူမလေးရီပီနီတို့ပါပဲယွန်ရှာပြီးသူတို့ကိုဖုတ်တက်ခဲ့ရှာလိုက်ခဲ့ခါမှာတော့တူမရဲ့တင်ရဟာအယ်ဇီယာကောင်းတော့အောင်တခင်တော့ဘူးပြလိုက်ရပါတယ်တန်ရဘူးအတီးပြဖို့နောက်ထပ်ပူကောင်းတခန့်ကိုတူမရဲ့လက်မောင်းပေါ်တင်ချလိုက်ခဲ့တဲ့ပဲတင်ရကချက်ချင်းချစ်သွားခဲ့ပါတယ်ခွာရီတန်တီလာနဲ့တူအီလာလေယုံကြည်မှုတွေတင်ရလာခဲ့ပါတယ်ခုနေရမှာရီထူထားတဲ့နေပုံတစ်ခုအရာဒီလန်တိုင်းဆက်သွားရင်တခြားထပ်ပေါက်တစ်ခုကိုရောက်နိုင်နေဆိုတာတူမတိလိုက်ရတယ်ဒါဟာတစုံတယောက်ဒီနေရာကနေလွတ်မြောက်ခဲ့ဘူးလေဆိုလဲတတိပါပဲနေရပေါ်မှာခုနမဲဘူးရီထွင်ခဲ့ပြီးနောက်ပူမလေးရီရဲ့အလင်းရောင်ကိုအခုပြီးခီးဆက်ခဲ့ပါတယ်မကြခင်မှာပဲနေအောင်ကြီးစင်ဝင်နေတဲ့ကြောက်တလင်ကူတစ်ခုကိုရောက်သွားခဲ့တဲ့ညီကြီးပေါ်မှာကြားနေတဲ့တပ်ဘူးတစ်ခုကိုကောက်ကူရဲ့ဝီယံဘူးအစရှိပြီးအောင်စုပ်ပြီးတောင်တရလို့ကူအောင်လက်နဲ့ချီတော့ပရီမပတ်လိုက်ပါတယ်ကျိုတီရဲ့ကူရဲ့အပေါ်ဆုံးမှာအရင်မဲကြီးတစ်ခုပေါ်လာပြီးကြောက်စရာကောင်းတဲ့ဟိန်းဟောက်တန်ကြီးထွက်ပေါ်လာပါတယ်။အီလာလဲလန်ပြီးမတော်တဆချီချိုတော့ခဲ့တဲ့တရဝါကြီးကသူ့ရဲ့ထွေးဆုံနေတဲ့ပစက်ကြီးကိုဟာပြီးအစကွန်ပျူတာလာမှာဘူးအထက်ဆောင်နေပါတယ်။နောက်ဆုံးစက်ကလေးမှာအီလာကထရာကူကိုတုံပြီးချောက်တုတ်တုံကိုချေကခုကန်ဒီလေးနဲ့ကက်တင်နိုင်ခဲ့ပါတယ်။အတက်လူပြီးအပေါ်ကိုတက်ပြီးနဲ့နောက်ဆုံးမှာတော့အပေါ်ဆုံးကိုရောက်တော့ခဲ့ပါတယ်။ဒါပေမဲ့ထပ်ပေါက်ကိုရောက်တဲ့ခါမှာတော့အဲ့ဒီမီယာဟာအခုစင်စရာလည်းမရှိတဲ့မဆောက်တဲ့ချောက်ကမကြီးတစ်ခုခင်းနေရဘူးပြလိုက်ရပါတယ်။ညောင်းနေတဲ့တွေတက်တုံပြီးအီလာတယောက်လောဝဘူးစိတ်ကချတော့ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအဝိဒါမြင့်ခွာတဲ့တွေကိုကြားလိုက်ရပါတယ်။ယူရဲ့အာယုံဆိုင်မှုကိုရဘူးလက်ပြပြီးအိုဟဲလိုက်ပြီးမဲ့တရဝါကြီးကတူမစီကိုထူးစစ်လာပါတော့တယ်။ကျောင်းလက်တကြားနဲ့ company ရဘူးနောက်ဆုံးလိုက်ခဲ့ခါမှာယူယူစုတစ်ခုကိုပြလိုက်ရပါတယ်။အဲ့ဒီခါကျမှတူမနားလိုက်တော့ခဲ့ရတာတော့နေရမမမြည်ဖို့ဆွဲခဲ့တဲ့မြူးသမီးဟာလေတီနီယာကနေပေရုံးကမှညမြတ်သွားခဲ့တာမဟုတ်ဘူးဆိုတာကိုပါပဲ